သမီးလောကရန်ပါစကားကြီးပေါ်မှာအတူစီးနေရတဲ့အခါကျတော့ချင်းချင်းတွန်းမိတိုက်မိနေမိကြတာပေါ့သမီးရဲ့ပါစကားကြီးကကြက်တာကိုပါစကားပေါ်မှာလဲစိတ်ဓာတ်မျိုးစုံရှိတဲ့သူတွေနဲ့အတူစီးကြရတာကိုအဲ့တော့တွန်းမိတိုက်မိထိမိခိုက်မိကြတာပေါ့သမီးရဲ့ဒါကိုရေးကြီးခွင့်ကျလုပ်ပြီးခေါင်းထဲထည့်ထားရင်သမီးပဲပြောနိုင်တော့မှလဲသူကငါ့ကိုမနာလို့တယ်အတင်းပြောတယ်ဆောင်းမြောင်းပြောတယ်ရန်ဆောင်တဲ့အကြည့်နဲ့ကြည့်တယ်စသဖြင့်သမီးတွေးနေမယ်ဆိုရင်ဒေါသတွေဖြည့်ပြီးစိတ်ဆင်းရဲတော့ကရောက်နေမှာပေါ့ကိုယ့်ဘာသာကိုမိမွေးတယ်လို့ဖြစ်နေမှာပေါ့အလုတ်ခွင်ထဲမှာအမြင်မတူတဲ့သူတွေစုနေကြတယ်လေဘဝအခြေခံကြီးလည်းမတူဘူးလာတဲ့ပတ်ဝန်းကျင်ကလည်းမတူဘူးအတွေးကိုစိတ်နေစိတ်ထားကလည်းမတူဘူးယုံကြည်ချက်ဝါသနာစိတ်ကူးတွေကလည်းမတူဘူးဒီလိုလူတွေစုပေါင်းပြီးတော့ဝင်ငွေရတဲ့အလုပ်တစ်ခုကိုတူလုပ်နေကြတာလေတချို့ကစွာတယ်ဘိုးကြခြင်းနဲ့လူတို့သားကိုအထင်မြင်သေးခြင်းနဲ့တချို့ကမာနာကြည့်တယ်တချို့ကလူကြီးဖားပြီးတော့ခွင့်ရလိုခြင်းနဲ့အထက်ဖားအောက်ဖိစိတ်ဓာတ်မမှန်တဲ့သူနဲ့အသေးချာတွေ့မှာပဲလေအဲ့ဒီအခါမျိုးမှာသမီးလူအားလုံးနဲ့တဲ့အောင်မပေါင်းနိုင်ရင်တော့မှကိုနဲ့တဲ့လူတွေနဲ့ပေါင်းပြီးကိုနဲ့အမြင်မကြည့်တဲ့လူတွေနဲ့ရန်သူမဖြစ်စေပဲပေါင်းတတ်ရင်အောင်မြင်တာပါပဲသမီးရဲ့အဲ့ဒီလူတွေကိုရှောင်နှင်းပြီးသမီးအလုပ်ပြောင်းဖို့စိတ်ထားမယ်ဆိုတော့နောက်တစ်လုပ်ကြလဲဒီလိုလူမျိုးတွေဆက်တွေ့ရင်သမီးဘာလုပ်မှာလဲဒါကြောင့်မလို့မတူတဲ့လူတွေကြားထဲမှာလွတ်လပ်စွာသဘောကောလေးဝင်ရှိတယ်ဆိုတဲ့အရေးစကိုသမီးလက်ခံပြီးတော့တယောက်နဲ့တယောက်ရံမဖြစ်ဘဲနဲ့အတူတူကပေါင်းသိနေထိုင်တတ်အောင်သမီးစာမြတ်ဖတ်နော်ဒါမှရင့်ကျက်ပြီးတော့လူတွေကိုနားလည်သိတတ်ပြီးတိခံပေါင်းသိတတ်မှာပေါ့